ဟုတ်ကဲ့ဆရာဒီတစ်ခေါက်မေးချင်တာတော့ကျွန်တော်တို့ဒီ SME တွေရဲ့ဟိုပေါ့နော်ဒီနောက်ကွယ်ရနေပြီးတော့ဟိုလူမသိသူမသိပေါ့လေဟိုတတ်နေတဲ့ဒီ operation နဲ့အမှားတွေအကြောင်းကိုဆွေးနွေးပေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ operation ထဲမှာဝင်လဲနေတာပဲပေါ့နော်။ဒါပေမဲ့တစ်ခါတည်းကျရင်အဲ့အမှားတွေအကြောင်းကျွန်တော်တို့ရဲ့လုပ်ငန်းကြီးကနောက်ကွယ်ကနေမသိမသာပေါ့ကျွန်တော်တို့မသိလိုက်တဲ့အချိန်မှာတော်တော်လေးကိုစိုးကျိုးတွေဖြစ်သွားတယ်။လုပ်ငန်းရက်လောက်အောင်ဖြစ်သွားတယ်ပေါ့နော်။အဲ့အခြေအနေတွေအတွက်ဒီ operation ဒီအမှားတွေကိုကျွန်တော်တို့ဘယ်လိုမျိုးတည်တယ်လဲဘယ်လိုမျိုးကျွန်တော်တို့လိုက်နာကျင့်သုံးတင်လဲဆိုတဲ့ဟာလေးဆွေးနွေးပေးစေချင်ပါတယ်ဟုတ်ကဲ့ဒီအကြံပေးလုပ်တဲ့အတွေ့အကြုံရပါတော့အမှား4-5-6မျိုးတော့ကျွန်တော်တို့သတိထားမိတယ်အဲ့တော့ပထမဆုံးအမှားတော့ကုန်ပစ္စည်းနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုအလွဲပေါ့ကျွန်တော်ရောင်းဝယ်ပစ္စည်း inventory เนาะရောင်းဝယ်ပစ္စည်း inventory နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကုန်ကျစရိတ်ကိုကျွန်တော်တို့ထိန်းသိမ်းဖို့နဲ့အဓိကကုန်ကျစရိတ်ပေါ့သူနဲ့ပတ်သက်တာဘာတွေလဲဆိုတော့ဝယ်တဲ့ချိန်မှာဝယ်စည်းမှန်ရမယ်နော်ဝယ်တဲ့ပမာဏမှန်ရမယ်သူနဲ့ပတ်သက်တဲ့ storage ဒီသွားပါတော့သိမ်းဆည်းစရိတ်တွေနော်ကိုရောင်မှာသိမ်းတဲ့သိမ်းဆည်းစရိတ်ရှိမယ်နောက်တစ်ခါ inventory တွေကိုရင်းနှီးထားတဲ့ငွေရဲ့ cost of capital တွေရှိမယ်ဒါတွေကိုထည့်မစင်စားဘူးဆိုလို့ရှိရင်ဒီ inventory ကကိုယ့်အတွက်ဝန်တော့ကိုဖြစ်လာမယ်အဲ့ဒါနဲ့ပတ်သက်ပြီးနောက်တစ်ခါသူ့ရဲ့ဒီ expiry date တွေเนาะဒီတက်တန်းကာလတွေစီမံအဲ့ဒါနဲ့ပတ်သက်ပြီးဒီအသက်သာဆုံးနဲ့ဒီရောင်းဝယ်ပစ္စည်းကိုကိုကရအောင်စီမံခန့်ခွဲတာမလုံးနိုင်ဘူးဆိုရင်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကဒီအကျွေးပေးတဲ့ credit control ပေါ့ customer ကိုအကျွေးပေးတဲ့ခါကျဘယ်လိုပေးလဲဟလား तू ကကိုယ့်စီမှာဘယ်လောက်ဖို့ဝယ်လို့ profit margin ဘယ်လောက်ရှိရင်သူ့ကိုဘယ်လောက်ပေးမလဲဆိုတော့အဲ့တော့ customer ကိုအကျွေးပေးတဲ့ခါကျရင်မပေးခင်ကျွန်တော်တို့သိရမှာကအခုလက်ရှိဘန်ဒိုနဲ့ဆိုလို့ရှိရင်တစ်လောက် 1% လောက်တောင်မကောက်ဘူးအဲ့တော့အဲ့အတွက် cost of capital ဆိုတာရှိတယ်နောက်တစ်ခုကဒီ customer ရဲ့ profitability သိရမယ်ဒီ customer ရှယ်ကျွန်တော်အမြတ်ဘယ်လောက်ရလဲသိရမယ်ဟုတ်ဒါနောက်တစ်ခါကျတော့ဒီ founder ဒီ owner ကိုယ်တိုင်ကအပေါ်စီကနေလုပ်ငန်းကိုကြည့်တဲ့အလေးချင်းမရှိဘဲနဲ့နေ့စဉ်လုပ်ငန်းထဲမှာအချိန်ကုန်နေတယ်အချိန်ကုန်တော့လဲပတ်နေတဲ့ခါကျတော့သူကမသိအဲ့တော့နှစ်ပိုင်းပေါ့မကြည့်တတ်တာလည်းဖြစ်နိုင်သလိုကြည့်ဖို့အချိန်မပေးတာလည်းရှိမယ်အဲ့တော့အဲ့ကြောင့်မလို့ဒီဖြစ်လာမယ့်အမှားတွေတော့ကြိုပြီးတော့မရှောင်လွှဲနိုင်ဘူးမမြင်ဘူးဒါ owner ရဲ့နော်ဒီအချိန်သုံးဆွဲမှုပေါ့နော်သူဘာတွေသုံးလုပ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီ SOP standard procedure မရှိဘူးနော် standard operating procedure မရှိတဲ့အတွက်ကိစ္စတစ်ခုကို community တစ်ခုကျွန်တော်လုပ်တဲ့ခါကျရင် quality ကမငြိမ်ဘူးเนาะအဲ့ဒါကလည်းဒါလုပ်ငန်းကိုထိခိုက်နာမည်ပျက်စေတဲ့အကြောင်းအရာတစ်ခုပေါ့အဲ့တော့လူတွေက trust ယုံကြည်မှုပျောက်ဆုံးသွားတာပေါ့เนาะနောက်တစ်ခုနောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ကဒီဘယ်လိုမျိုး delegate လုပ်ရမလဲဆိုတော့ကျွန်တော်ဘယ်သူ့ကိုတာဝန်ပေးရမလဲကိုတာဝန်လွှဲရတာပေါ့တာဝန်လွှဲတာလည်းစနစ်တကျလွှဲတတ်ဖို့လိုတယ်ပေါ့เนาะဘာတွေလုပ်ရမလဲအဲ့တော့တာဝန်မလွှဲခင်ရှေ့ရပြောခဲ့သလို standard procedure ရှိရမယ်လွှဲလူကိုအဲ့တိုင်းလုပ်ရမယ်လိုလားမလို့လားစောင့်ကြည့်တဲ့စနစ်ရှိရမယ်တာဝန်သူကဒါကိုလှုပ်ဆောင်ဖို့လိုအပ်တဲ့ဒီကျွမ်းကျင်မှုမရှိရင်သင်တန်းပေးရမယ်အဲ့လိုမျိုးဟာတွေမလုပ်နိုင်လို့ရှိရင်လုပ်ငန်းကဟိုကြီးမလာဘူးတခါလေလုပ်ငန်းကိုကကြီးမလာဘူးကိုပြန်ပြက်ကကြီးသွားပြီဆိုရင်လည်းကိုကအလိုလိုနေပျက်စီးဖို့เนาะအကြောင်းအရာဖြစ်တယ်ကိုကိုယ်တိုင်သေးသွားစရာမလိုတခြားလူကိုတဲ့ကြီးဝိုင်ကိုကအလိုလိုစကေးရသေးသွားပြီဆိုရင်တခြားပြန်ဘက်လုပ်ငန်းရဲ့เนาะဒီဟာပေါ့ဖြစ်စည်းခြင်းကိုခံရနိုင်တယ်ပေါ့ဟုတ်ကဲ့ဆိုဟိုပေါ့နော်ဒီ follow up question လေးမေးချင်တာဆရာဆုံးတော့ပြောသွားတယ်ဒီ founder ကဟိုပေါ့နော်လှုပ်တင်လှုပ်ထိုက်တာတွေကိုလုံးမနေဘူးပေါ့အဲ့တော့လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုဆရာပြောနှစ်ပိုင်းနော်တစ်ပိုင်းကဘာမှမသိတာဘာလုံးဝမသိဘူးနောက်တစ်ခုကျတော့လှုပ်ဖို့အချိန်မရှိဘူးမှန်တယ်အဲ့ဒါလေးကိုလည်းနည်းနည်းလေးအချင်းကျုပ်ပြီးတော့ပထမတစ်ချက်ပြောမယ်ဆိုဘာလုံးဝမသိဘူးဆိုတဲ့သဘောကစီးပွားရေးလုပ်ငန်းဆိုတာဟို knowledge နဲ့အခြေခံပြီးလဲပတ်တဲ့စနစ်ဖြစ်တယ်ပေါ့နော်အဲ့တော့သူ့မှာလုံလောက်တဲ့ knowledge ရှိဖို့အတွက်လိုအပ်တဲ့လေ့လာစည်းဝေးမှုတွေလုပ်ရမယ်နော် ကိုယ်တိုင်လေ့လာတာတို့ဒီသင်တန်းတက်တာတို့ဒါမှမဟုတ်နားလက်တက်ကျွန်းတဲ့လူကိုခေါ်ပြီးတော့เนาะဒီအကဲဖြတ်ခိုင်းတာပေါ့နော် evaluate လုပ်ခိုင်းတာပေါ့ကျွန်တော်တို့ကလူလိုဆိုလို့ရှိရင် medical check up လုပ်တာပေါ့အဲ့တော့လုပ်ငန်းကိုလည်းအဲ့လို check up လုပ်တဲ့စနစ်ရှိရမယ်နားလက်လူခေါ်ပြီးတော့ပြရမယ်ဒါဆိုရင်သူအားနည်းချက်တွေသိပြီအဲ့တော့အုံနာတဲ့သူအားနည်းချက်ကိုသိပြီဒါဆိုရင်သူပြင်ဆင်လို့ရတာပေါ့เนาะဒါကသူလုပ်တဲ့เนาะဟိုဖြည့်ရှင်းတဲ့ solution ပေါ့ဟုတ်ကဲ့ဆိုတော့ဟိုနောက်တစ်ပိုင်းကျတော့အုံနာမှာလှုပ်ဖို့အချိန်မရှိဘူးဆိုတော့ကြာဆိုတော့စောတော့ဆရာရဲ့ SOP နဲ့သွားကိုက်မယ်နဲ့နော်မှန်တယ်ဟိုဘလူကဘာလုပ်ရမလဲဆိုတဲ့ဟာတွေပေါ့လှုပ်ဖို့အချိန်ပြီးတော့တချို့ကျတော့ဝါသနာနဲ့လုံရုံကိုထောင်ထားတာဟုတ်ကဲ့အဲ့ဒါကိုသွားလှုပ်ရတာအရင်ဝါသနာပါတယ်ဥပမာစေးမန်းပဲသွားလှုပ်ချင်တယ်သွားစေးဒါရိုက်တာမဖြစ်ချင်ဘူးဟုတ် customer နဲ့စကားပြောချင်တယ်ဆိုတော့အဲ့လိုမျိုးစိတ်တက်နဲ့သွားမယ်ဆိုရင်သူကတစ်ချိန်လုံးဒါပဲဝင်လုပ်နေမယ်ပေါ့နော်တကယ်တော့နေရာရွှေ့ရတော့မှလုပ်ငန်းကြီးလာရင်အပေါ်စီးကကြီးရမယ်အဲ့ဒီသူ့နေရာကိုသူမသိဘဲနဲ့ဒီ micro management အသေးစိတ်တွေဝင်ပါနေပြီဆိုရင်သူကစဉ်းစားဖို့အချိန်မရှိတော့ဘူးပေါ့နော်တကယ်တော့စဉ်းစားတဲ့အချိန်ကပိုများရမယ်နော်
ပြီးညွှန်ကြားရမယ်ကိုယ်တိုင်ဝင်လို့တဲ့ channel နေရမယ် ဟုတ် ဒါလုပ်ငန်းကြီးထွားခြင်းလို့ရှိရင် owner အနေနဲ့ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဆရာ